ချလာလည်းပြပေါ်တော့ပိုင်စုကျော်ကထိုင်ရိုက်မြောက်မဲ့အနေထားမှာတော့မြူးနေရလည်းဖြစ်ပါတယ်အပြောမြတ်ပြီးရဒီရနေမှာပဲအိန္ဒိယတဲ့ကန်စစ်ကောင်းနဲ့ရှင်းနာကြီးရလည်းဖြစ်ပါတယ်ညမင်းသူရှုံမြောက်ထားပေးတယ်ကွင်းလယ်ပါပဲအောင်ဒီဟာကွင်းလယ်ကိုပေးထားတယ်မြန်မာအသင်းပဲရှုပ်ပေးထားပြီဒီဝေးရန်တစ်ချက်ရောက်လိုက်လက်စင်ပါပဲလက်ကဲတယ်ကွင်းလယ်ကပေးတဲ့ဘောလုံးအိန္ဒိယအသင်းပဲညာချမ်းပါပဲခက်စစ်ကိုပေးထားတယ်မြန်မာအသင်းပြန်လဲရရှိသွားရဖြစ်ပါတယ်အောင်ဒီဟာရထားတယ်အောင်ဒီဟာပဲလက်ကဲတယ်ကံသွင်းဝေးခွင့်ရရှိခဲ့မယ်သူကကံသွင်းမှုကတော့အနေငယ်အားပြော့သွားခဲ့ရလေဖြစ်ပါတယ်အိန္ဒိယအသင်းပဲခက်စစ်ကိုပြန်ဆလာပြီညာချမ်းပါပဲအစနရှာပထမခြေစမ်းပွဲတော့လည်းဒီလိုအနေထားတွေရနော်မြန်မာအသင်းချီပါကိုရရှိထားကြရလည်းဖြစ်ပါတယ်ဒီရလိုက်တဲကံမို့လည်းမြန်မာအသင်းအကောင်းဆုံးခွင့်ရဖြစ်ပြောင်းလဲပြီးအသုံးချနိုင်မှာတော့ကြည့်ရဖို့တော့ရှိရလည်းဖြစ်ပါတယ်အန်ထူပိုင်လှက်ကန်တယ်ဒီချိန်ရမို့တော့ကန်ဒီနဲ့ကွန်လီဗာတို့ကံမဲ့နေထားမှာတော့တွေ့မြင်နေရလည်းဖြစ်ပါတယ်ဒီနေရာတင်ရဲ့ကဒီလက်ကန်နေလင်းလက်ထိုးအိုင်မြောပိုင်စုကျော်လက်ကန်ပြီကန်ဒီဘလုံးရလာပြီနောက်ပြတွဲထားတယ်အိန္ဒိယတင်းမယ်တချို့ပေးထားတယ်ပိတ်တယ်ရှုပ်ပေးရတယ်ဘယ်ကြမှာရှိနေမြမင်းသူကျော်ခောက်ထားရမြောင်းဘလုံးရသေးရဲ့အရင်တပေးထားတယ်ပိုင်စုကျော်ရဲ့ကန်သွင်းဘယ်ကြမှာပဲမြမင်းသူပဲကိုရှုပ်ပေးထားတယ်ခေါင်းတိုက်ပြီဘယ်ကြမြမင်းသူရတယ်ပဲကိုရှုပ်ပေးထားပြီရှာလာတဲ့ဒီအခွင့်အရေးကိုအန်ထူးပိုင်တဲ့ညီတန်းဘဒူဟာအကောင်းဆုံးခွင့်ရဖြစ်ပြောင်းလဲနိုင်မလဲဆက်လက်ပြီးတော့ကြည့်ရဖို့တော့ရှိနေရလည်းဖြစ်ပါတယ်ညီတန်းလက်ကမ်းပြီပိတ်တယ်ကိုသမားအလိုနီရှက်ရဲ့အမအနေတော့မြန်မာသည်ထက်စစ်ပိတ်သွင်းဖို့အခွင့်ရခဲ့ပြီမယ်လေဂျမတင်ရဲ့ခံစစ်ကလက်ဦးမှုရယူပြီးတော့ရှစ်တုပ်ချင်းပဲခံခဲ့ရလည်းဖြစ်ပါတယ်ဒီဝေယံတင်ကိုရဖို့တော့နှိစက်ခဲ့ရလည်းဖြစ်ပါတယ်ညီတန်းကန်ချက်ကိုအလိုနီရှက်နေရာယူမှန်နဲ့တားဆီးနိုင်ခဲ့ပေမဲ့ဖန်စီရမှာဆာမြဲကနေပေးတော့တယ်ကောင်းတိုက်တယ်ဒီဒီကျမြန်မာအသင်းရဲ့ထောက်ကတန်းကြော်တယ်ဒီရဝမကြိုးစားနေတယ်ပြည်နယ်မော်ထက်မှန်ပြီးတော့မြန်မာယူဆက်ကွန်တင်ကန်မှလည်းဖြစ်ပါတယ်ဒီချိန်မှာတော့စောပိုင်းနေရမြန်မာယူဆက်ကွန်တင်ဇာသမားဖြစ်တဲ့ညီညီတက်ကိုဝင်ရောက်ပုံချက်နေခဲ့တဲ့ဒန်နီစင်ကန်မယ်ခင်ဗျအော်ဒီလည်းကန်ပြီရှေ့ဘောလုံးခင်းမိရတယ်ကိုလီဗာလိုက်နေတယ်ဒီရပို့လာပြီခေါင်းတိုက်တယ်အစလည်းဖြစ်ပါတယ်အိန္ဒိယတင်မဲ့ကိုရှိုပေးထားပြီတပိတ်တယ်မြန်မာတင်ပိတ်တဲ့တွေကတော့သူ့နာခွင်းထဲမှာတခဲနဲ့အားပေးနေကြတာလည်းဖြစ်ပါတယ်
အောင်ဒီဟာရှုပ်ကပေးထားပြီအေးရတယ်မှာပဲလက်ပိတ်တယ်ဒီမှာနေပဲလက်ကန်တယ်ဒီမှာနေပဲညာချမ်းပါပဲရှုပ်ပေးထားပြီဒီမှာတော့ချက်လက်ထန်အေးရတယ်ကိုပေးဖို့ကြိုးစားမှာတော့ဂိုးလုံးမော်အဖြစ်နေတာအဆုံးသတ်သွားခဲ့ရဖြစ်ပါတယ်အစောပိုင်းအောင်ဒီရဲ့တောင်းကံမော်ပေးဖို့မှုကိုဒီမှာတင်းရဲ့ကစားသမားတွေအေးရထဲမှာကန်သွင်းအဆုံးသတ်ခွင့်ရခဲ့ပြီမယ်အိန္ဒိယအသင်းရဲ့ခန်းသစ်ကကစားသမားတွေကလည်းအကောင်းပုံသောပုံစံနဲ့ရှင်းထုတ်သွားခဲ့ရလည်းဖြစ်ပါတယ်